Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အသစ် update တင်ခိုင်းတဲ့နေရာအသစ်တစ်ခုပြန်အသစ်ထပ်သွားပြမှာပဲဖြစ်ပါတယ်။တဲ့အဲ့ဆိုကျမတို့ကားနဲ့သွားကြမယ်။ကျမအပြန်ဝတ်ထားဆိုအပြန်နဲ့လိုက်အောင်အပြန်ကားသွားလိုက်ပါမယ်။အဲ့ရကြတော့ update တင်ထားတာပေါ့နော်။ update တင်ပြီးတော့ရလဲရအောင်အိမ်လေးပေါ့အိမ်လမ်းကြောင်းလည်းကျမလည်းမကြည့်ရသေးဘူး okay ပြokay အဖြူဝဲစင်ပြေမှထင်တဲ့အဖြူလေး okay အဖြူလေးရပါပြီပတ်စံတော့ကုန်ပြီအဲ့ဆိုအဲ့နေရာသွားကြမယ်ဝေးတော့ဝေးနီးပါတယ်ဟဲ့ဟိုမှာကြည့်မြင်ရပါပြီမြင်နေရပြီပေါ့နော်โอเคတော့မယ်မြင်နေရပြီဆိုတော့အဲ့မိုက်ပါတယ်ကျမဟိုခောက်ကသွားပြထားအလုံးလေးလည်းရှိသေးတယ်ပေါ့နော်အဲ့တော့မသွားပြတော့သွားပြပြီးသွားပြီဆိုတော့ထီနာလားမသိထီနာအောင်မဒီနာလားကျမလမ်းတိချာမမှတ်မိတော့တင်ထားတာနည်းနည်းကြာပြီ2ရက်3ရက်လောက်တော့ရှိပြီခဏနော်ကျမလမ်းရှာလိုက်ပါဦးမယ်လမ်းမိုင်နိုင်တိကျကျမမသိလို့ပေါ့နော်မတွေ့ပြီလမ်းမနေတာဒီလမ်းလေးမဟုတ်ဟိုဘက်လမ်းလေးမဟုတ်ဘောနော်ဒီလမ်းကိုသွားမှာဟိုမှာကြည့်မြင်နေရပါပြီသွားတော့အနက်ကလေးပါโอเคဒီထဲမှာထားပါမယ်နားမှာထားမယ်ပေါ့နော်โอเคဒီမှာပါဒီတိုက်အိမ်နော်တိုက်တာအိမ်ကဘာကြီးလဲကျမလည်းမသိဘူးရှုံးလားအားလဲကျမလည်းမပြောတတ်ပါဘူးဒီပေါ်တော့ရမ်းမိုက်ပါတယ်တိမ်လေးနဲ့မှုန်တိမ်မော်ရောက်သွားလို့ပါတယ်ကျမတော့ရမ်းကြိုက်တယ်ပေါ့နော်ဒီအိမ်ပေါ်အမထဲဝင်ကြည့်ပြီးပါပြီโอเคစဝင်ပါမယ်ပောက်ကတော့ဒီဘက်ကပေါ့နော်ဝင်မယ်ဒီမှာဆိုတော့အရမ်းမိုက်ပါတယ်ရမ်းကိုမိုက်ပါတယ်ဒီဓာတ်ပုံလေးလေးစစ်စရာလေးဒါကကြတော့ထမင်းစားခန်းဘာခင်းချက်တဲ့ခန်းနဲ့ဧခန်းပေါ့နော်တော်တော်လှပါတယ်လက်ကလေးလည်းရှိရယ်မှာကြတော့ဘီလိုလေးပေါ့နော်ကဲဒီမှာဆိုထိုင်ကုန်လေးတွေလိမ္မော်သီးဒီမှာပီယန်နိုမှာလည်းဧခန်းဒါလည်းဧခန်းဒါကကြတော့ထမင်းစားစပွဲခုံလို့ပေါ့ဒီကမထွက်ခင်မှာဒီခန်းလေးရတော့ယူချိုးကနဲ့အိမ်တာပေါ့နော်ဒီအပြင်ဒီလိုမျိုးနေရာတွေကျမအရမ်းကြိုက်ပါတယ်ဒါလေးလည်းမိုက်ပါတယ်မိုက်တယ်ပေါ့နော်ဒါဘလို့စီးစားပြီးဆောက်တယ်မသိဘူးဘာနဲ့ရှုပ်ရှက်တော့ခတ်တယ်ဒီဘီလေးကနေဝင်ကြည့်ပါမယ်အဲ့ဘက်ဘီလေးကဝင်ကြည့်သူတို့လေးကြည့်လိုက်ပါမယ်ကျမတို့ update တွေတင်ကြည့်နော်ကျမတကယ်ပြောတာခန်းနဲ့ဝင်ပါမယ်ဒီခန်းနဲ့ဆိုရင်ဒီခန်းထဲမှာအိယာရဲ့ထိုင်ကုန်ရဲ့ဒီယာလေးရဲ့ပြီးရေးစာအုပ်စင်နေတီးပြီးlaptop ရဲ့အကြီးပဲlaptop ရဲ့အကြီးပဲမိုက်တယ်ဟဲ့ဒီမှာလေဝက်ပုတ်ပြကြပါကျမချင်တာဟိုကမလောက်ထားလို့ဖြစ်မယ်ကျမချင်တာဟိုကမလောက်ထားလို့ဖြစ်မယ်ဝိုက်ပုတ်မှာဘောကဝိုက်ပုံမညောနေတာကွာကြားပြီကဲထားလိုက်တော့နော်ဒီခန်းလေးမှာ snow လေးပဲပါရွှေမိုက်ပါနောက်တစ်ခါတော့ပါပဲဒီတစ်ခါတော့ဘေကလေးနေရဲ့အခန်းပေါ့နော်ဟိုကယောက်ျားလေးဖြစ်မယ်ဒီမှာကျတော့သူလေးရှိပါတယ်ဒါကြအင်ကြီးလေးဟာပေါ့နော်ပြောရမယ်ဆိုအင်ကြီးလေးယူရတယ်ပေါ့နော်ဒီမှာကျအသေးပုံလေးရှိမယ်ပြီးဒီပါစာရေးဒါကျတော့ကိုကြိုက်တာလုပ်လို့ရပါတယ်
မှာကျတော့အဲ့ရလေးရဲ့ဘီလိုရှိမယ်ပြီးထားလေးရှိမယ်မှန်နေကုန်လေးရှိပါမယ်အော်မှန်နေကုန်မထိုင်မှာဟာမော်ရီကုန်ရှိတယ်ဟာလာနာနီရဲ့ sorry ပါရှင်နော်တန်ဆူသွားလို့ပေါ့နော် okay ဒါလေးကအပြင်ထွက်လို့ရပါတယ်မိုက်ပဲပေါ့နော်ကျွန်မတင်တာဝဒနာပေါ့နော်ဝဒနာလို့စတာရမ်းမိုက်ပါတယ်ရမ်းမိုက်ပါတယ်ဒီဘက်ကနေဒီလိုတက်တာလေးထွက်ရဒီမှာလည်းအခန်းတစ်ခုတွေ့ပြီပေါ့နော်ဟုတ်တယ်ဒီခန်းထဲမှာတော့အဲ့ရရှိမယ် present လေးရှိမယ်ဒီလိုမျိုးဟာအစောဒီခန်းထဲမှာရေချိုးကန်းအောင်ရှိသေးရပဲရမ်းမိုက်ပါတယ်ပြီးတိပေါက်သားခဏနဲ့မေအင်ကြီးတိုင် okay အဲ့ဆိုပေါ်တက်ကြည့်မယ်အပေါ်မှာပါရှိလဲဟိုဒီပေါ်ထက်ကတော့အမိုက်ဆုံးလို့ပြောလို့ရတယ်ပေါ့နော်ကျင်းလေးနဲ့မိုက်ပါကဲဝင်ကြည့်မယ်အိုဒီမှာဆိုရင် TV အကြီးရှိမယ်နှစ်ယောက်အိတ်ရရှိမယ်ဒါကကြတော့အဖေနဲ့မိနဲ့အိတ်တဲ့အိတ်ရဖြစ်မှာပါဒါကကြမှန်နေကုန်လေးရှိမယ်ပြီးဘီလိုရှိမယ် laptop ရှိမယ်ဒီအပေါ်မီလေးတော်တော်မိုက်ပါတယ်ဟဲ့ဘယ်လေးရကုန်ကျမတို့နေရာရောက်ချင်နေဆိုရင်တော့ကျမတို့ update တင်ပါရှင်တော်တော်လေးမိုက်ပါတယ်ကျမအရမ်းကြိုက်တယ်ပေါ့နော်ကျမ update ပြန်ဖြောက်လို့မရှိတော့ပါနော်အများကြီးရှိရကျမ update ပြန်တင်ပြမယ်ရှင်အားလုံးကြည့်ရှုရတဲ့အတွက်အားလုံးတက်တာ like and subscribe လေးလည်းလုပ်ပေးကြပါအောင်နော်ကျမမှာကြည့်ရသူဘယ်လောက်ရှိပြီလဲဆိုတော့ပြပါမယ်တပတ်တာအော်ကြာမယ်ပေါ့နော်ဒီမှာပါရှိကျမမှာ subscribe ပါ125ကျမလည်းမဖတ်တာဘူးပေါ့နော်ကြည့်ရသူလည်းများတယ် like ကလည်းများပါတယ်အဲ့ချက်လည်းများချင်းနေပါရှင်ကျမဂျပန်ကောက်လို့ရအောင်နော်အားလုံးပဲတက်တာနော် like and subscribe လေးလုပ်ပေးကြပါအောင်ရှင်